တို့စုထားဆောင်းထားတဲ့ပတ်ဆက်ကလေးလေအဲ့လေဘယ်နာတိန်ထားတော့လို့ တိန်တာကျုပ်တိန်တာဘာလို့မို့လဲ ဩဘာလဲဟုတ်ပါဘူးဟိုဘက်ရွာကိုလေဟိုတနေ့တော့ဓမြဝင်တိုက်သွားတာကြားလိုက်တယ်မလား အေးကြားတယ် အဲ့ဒီမြတွေဒီဘက်ရောက်လာမှဆိုလို့အဲ့ဒါရှိတာလေးပါသွားမှဆိုလို့စိတ်ဘူးလို့ အဲ့အတွက်ကပူးမနေနဲ့ဒီမှာဓမြလေးလာတိုင်အောင်ကျုပ်ထုတ်ပေးမှပြတ်တာအဲ့အတွက်ဘာမှမပူနဲ့ အေးလေအဲ့တိန်ထားတဲ့နေရာလေးကဘယ်နေရာလေးမှလဲ โอเคကိုမပြကွာကိုရီးယားကောင်းကောင်းမကြည့်ရဘူးကျုပ်တိန်တာတယ်တိတ်ချတိန်တာတယ်ရှင်အဲ့တိန်တာလေးကတော်တော်စိတ်ဝင်စားနေဟလား ဟုတ်တယ် တိတ်ကျင်နေတယ်ဟလားအဲ့ကပြောစမ်းတိကျင်ရတဲ့အကြောင်းရင်းကျုပ်ကိုပြောပြလိုက်စမ်း ဘာပေါ့ဟိုပေါ့ဟိုဒီလိုပါဘာညာတော့ပါဘူးကွာအဲ့ဓမြတွေရောက်လာပြီးတော့မင်းတက်လိုက်လို့သေသွားရင်အဲ့ပတ်ဆက်တွေဘယ်နှမ်းမှကျုံမသိလိုက်မှဆိုလို့ အေးဟုတ်သားတော့ကိုမသိအဲ့ကိစ္စကျုပ်မိတာ အဲ့ဒါပြောနေတာ ဓမြတွေတတ်တော်လေကျုပ်ကကန့်သွားအမလေးရှင်ဒုက္ခရောက်မှာပေါ့အမလေးညံကြီးရှင်လာခဲ့အဲ့နေရာကျုပ်ပြောပြ